ကိုမိသားစုကိုတတ်သွားတဲ့တရားခံကိုရှာဖို့ရာငရေးပြီးအထိဆင်းရမယ်ဆိုရင်ရောမင်းအစင်သိမ့်ဖြစ်ပြီလား ကဲမိတ်ဆွေတို့ရေဒီနေ့တော့ action ဇာတ်ကားကောင်းတွေထဲကမှ noir style အမောင်ဖုံးနေတဲ့ကဘာတစ်ခုထဲကိုခေါ်သွားခြင်းပါတယ်နာမည်ကတော့ Max Payne မှာအသက်ရဲ့အရေးဆိုးနဲ့အစပြိုးခြင်းဇလန်အစမှာတင်မိတ်ဆွေတို့အသေးရသွားမှာပါအေးခဲနေတဲ့မြေရေပြင်အောက်မှာနစ်မြုပ်နေတဲ့စုံထောက် Max Payne တယောက်သူ့ရဲ့တေလူမျောပါအချိန်မှာအတိတ်ကိုပြန်တတိယနေတာပေါ့သူ့ရဲ့ချစ်လစွာသောဇနီးမီရှယ်နဲ့ရင်သွေးလေးကိုရရက်ဆက်ဆက်တပ်ဖြတ်သွားတဲ့တရားခံကိုသူရှာမတွေ့သေးဘူးအဲ့ဒီနာကျင်မှုတွေကပဲသူ့ကိုတေမင်းစီကနေပြန်ဆွဲထုတ်နေတာပါ Max ရဲ့အရင်နီးဆုံးတငယ်ချင်း Alex ဟာတဲလွန်စားတစ်ခုတွေ့သွားတယ်အဲ့ဒါကတော့တေဆုံးသွားတဲ့ Natasha ရဲ့လက်ကောက်ဝတ်က Valkyrie တောင်ပန်တက်တူဟာ Max ရဲ့မိန်းမ Michelle ရဲ့လက်ပေါ်ကတက်တူနဲ့တူနေတာပဲဒါပေမဲ့ကန်ဆိုးတာက Alex လည်းအသက်ခံလိုက်ရပြန်တယ်အခုတော့ Max ကသူ့တငယ်ချင်းကိုတတ်တယ်ဆိုတဲ့ဆွဆွဲချင်းနဲ့ရဲတွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံနေရတဲ့ Wanted Man ဖြစ်သွားပါပြီ Max ဟာ Mona Sachs နတာရှာရဲ့အမနဲ့ပူးပေါင်းပြီးတရားခံနောက်ကိုအသေးတန်လိုက်ပါတော့တယ်သူတို့စုံစမ်းရင်သိလိုက်ရတာက Asia Pharmaceutical ဆိုတဲ့ဈေးကုမ္ပဏီကြီးကစစ်သားတွေကိုလူစွမ်းကောင်းထည့်အောင်လုပ်ဖို့ Valkyrie ဆိုတဲ့ဈေးကိုထုတ်လုပ်နေတာပါဒါပေမဲ့အဲ့ဒီဈေးကဘေးထွက်ဆိုးကျိုးတွေများလွန်းလို့လူသားသမားတွေနှဆိုးတွေမြင်လာစေတာပေါ့ ဇလန်ရဲ့အလဲပြောင်းကတော့ Max ယုံကြည်ခဲ့တဲ့လူယုံကြည် BB ဟာတကယ်တော့သစ္စာဖောက်ကြီးထိနေတာပဲ BB ကပဲ Max ရဲ့မိသားစုကိုတတ်ခဲ့တဲ့သူပါ Max ကိုပါတတ်ဖို့ကြိုးစားတဲ့အခါမှာတော့ Max တရားအဆုံးစုံထိပောက်ကွဲသွားပါပြီသူဟာ Valkyrie ဆေးကိုကိုယ်တိုင်တောက်ပြီးနာကျင်မှုကိုခံစားရင်း action အလန်းစားတွေနဲ့ Asia အဆောက်အဦကိုစီးနှင်းပါတော့တယ်ဂျေဆန်တွေမိုးရွာသလိုကြာနေတဲ့ကြားမှာ Max Payne ဆိုတဲ့နတ်ဆိုးကတော့ကလဲစားချီဟိုရှေ့တိုးနေတုံးပါပဲအဆုံးသက်မဟုတ်သေးတဲ့အဆုံးသက်နောက်ဆုံးမှာတော့ Max ဟာ BB ကိုတက်ပြီးသူ့မိသားစုအတွက်သွေးကြွေးဆန်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဇလန်ကဒီမှနဲ့မပြီးသေးဘူး post credit မှာ Max နဲ့ Mona တို့ဘာတစ်ခုမှပြန်ဆုံးကြတဲ့အခါမှာတော့ဒီအကတိလိုက်စားမှုတွေရဲ့နောက်ွယ်ကခေါင်းဆောင်ကြီး Nicole Horn ကိုနှိမ်နှင်းဖို့သူတို့မျက်လုံးချင်းစကားပြောလိုက်ကြပါတယ်ကဲ action movie ပရိသတ်ကြီးရဲ့ဒါဟာနာကျင်မှုကနေမွေးဖွားလာတဲ့သူရဲကောင်းတယောက်ရဲ့ပုံပြင်ပါတယ်ဒီ